အဝရေဆိုတာကဘယ်လိုဝရေမျိုးကိုခေါ်လဲဆိုလို့ရှိရင်ဒီလိုဝရေမျိုးကိုခေါ်ပါတယ်နော်ဒါကအကလမ်လို့ခေါ်တယ်ဒါကဝရေဟိုတာဝရေကောင်းလို့ခေါ်တယ်အလွယ်တကူနော်အဲ့ဒီမှာဝရေဆက်ကလာတဲ့ negative ကျိုးကိုစော်ချင်တဲ့တန်ပြားရဲ့တန်ပေါင်းတွေမှာသွားပြီးတော့ join မယ်နော်ပြီးလို့ရှိရင် positive ကလာတဲ့ကျိုးကိုဒီမှာဝရေကောင်းတဲ့သူတို့တွဲမယ်ဝရေကောင်းတဲ့ဝရေကောင်းတဲ့ကိုတွဲမယ်ကိုစော်ချင်တဲ့မီးနေထားကိုချိန်ပြီးတော့ဝရေကိုစားစော်လို့ရပါပြီဒါဆိုလို့ရှိရင်ဒါကအဝရေရဲ့သဘောတရားဖြစ်ပါတယ်နော်ဝရေအခြေခံကိုလုံးဝမသိသေးတဲ့လူဆိုလို့ရှိရင်ဘယ်လိုဝရေညောင်းကာရမလဲစက်ကိုဘယ်လိုကြွားရမလဲဘယ်လိုဖွေ့တာကစလုံးဝမသိပါဘူးသိပြီးတဲ့လူတွေကြတော့ AC တွေပါပဲ